ကျွန်တော်ရဲ့ဗီဒီယိုတွေမှာကြောက်ဆက်တလုံးကနေတခြားအမျိုးအစားတစ်ခုတို့ပြောင်းလဲသွားအောင်လို့လုပ်တဲ့နေရာတွေကျွန်တော်မြောက်ပေးထားပါတယ်ကျွန်တော်မိတ်ဆွေတို့စိတ်ဝင်စားဆိုရင်ကျွန်တော်ရဲ့ wall ထဲဝင်ပြီးတော့အားပေးလို့ရပါတယ်เนาะဒီမှာကျတော့လေကျွန်တော်တို့ကြောက်ဆက်ကနေကျွန်တော်တို့ white set ဖြစ်ပေါ်တက်တာလေးဖြတ်တဲ့ white set လို့မျိုးကျွန်တော်လုပ်ဖို့အတွက်အထိုင်လေးလုပ်တာပါဒီလိုမျိုးလေးတစ်ခုစီရင်မိတ်ဆွေတို့တွေတက်တာလေးဖောက်ဖို့တော့ white set ကြီးကိုဝယ်ကြမလို့တော့ဘူးဒီအထိုင်လေးနဲ့တွေ့ထည့်တိုင်းမိတ်ဆွေတို့ကျွန်တော်တို့ white set ဖြစ်တော့ပါပြီเนาะနောက်ထပ်တချို့ဗီဒီယိုမှာဆိုရင်ကျွန်တော်တို့ဒီViber ကြီးတွေလောက်တဲ့နေကြနေပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်အထိုင်လောက်တာတွေလည်းရှိတယ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်ဒီအထိုင်လေးထည့်ထားရင်ကျွန်တော်မိတ်ဆွေတို့တွေဒီကြောက်ဆက်တစ်လုံးနဲ့ပဲwhite set လည်းတုံးလို့ရတယ်နောက်ပြီးတော့ Viber ကြီးတွေလည်းတုံးလို့ရပါမှာပေါ့နော်ဒါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကျွန်တော်ရဲ့ဗီဒီယိုအမြဲကြည့်နေတယ်ဆိုရင်သိမှာပေါ့နော်ကျွန်တော်ရဲ့ wall ထဲမှာတခြားနေတန်းလေးတွေလည်းရှိပါတယ်ဒီကြောက်ဆက်တစ်လုံးကနေပဲတုံးတဲ့နေတန်းလေးတွေပါဒါတော့ကျွန်တော်အခုမှစပြီးတော့အလုပ်ရုံစပြီးထောက်တာတော့အခွင့်အရေးအခုမှကျုပ်တို့အလုပ်လုပ်တဲ့သူတွေအတွက်ကျွန်တော်မြောက်ပေးတာပေါ့နော်โอเคအရင်ကြီးများများတုံးစရာမလိုတော့ပါဘူးဒါမျိုးတွေဒီခုတ်လေးတစ်ခုလောက်ထားရုံနဲ့တုံးရင်တုံးလို့ရပြီဒါတော့တစ်ခါတလေမှတုံးလို့တွေအတွက်အရင်